Namo Tata Bhagavato Arahato Dhamma Sambuddhassa Namo Tata Bhagavato Arahato Dhamma Sambuddhassa Namo Tata Bhagavato Arahato Dhamma Sambuddhassa အလုံးကိုကြိုတင်ပြီးတော့လည်းတောင်းပန်ပါတယ်ဒီနေ့ပြောမဲ့ခေါင်းစဉ်ကသာသနာပြုမဲ့ခေါင်းစဉ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့တက်တက်ကြွကြွနဲ့သက်သက်လဲလဲနဲ့ပြောတာကိုယောဂီပေါင်းများကနားလည်မှုပေးပါတရားဆွေးနွေးတာကွယ်ဘာဖြစ်လို့များအဲ့လောက်ထိမြန်မြန်ဆန်ဆန်လုပ်နေတယ်လဲလို့မပြောကြစေချင်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့သာသနာဝင်တော်တော်များများအိမ်မောကြနေကြပါတယ်အိမ်မောကြနေတဲ့ပုံကိုယ်တွေကိုကျွန်တော်တို့ကဖြည်းဖြည်းလေးနိုးရင်တချင်းဆိုသလိုဖြစ်ပြီးနိုးလို့မရပါဘူးကျွန်တော်တို့တက်တက်လေးလေးဖြတ်ဖြတ်လက်လက်နဲ့ဖြတ်ဖြတ်လက်လက်လေးဖြစ်အောင်တက်တက်လေးလေးနဲ့နိုးမှဖြစ်ပါတယ်ဒါကြောင့်မလို့ယနေ့ဆွေးနွေးမဲ့ခေါင်းစဉ်ဒီတတိယရည်ရွယ်ချက်ရဲ့ခေါင်းစဉ်ကိုကျွန်တော်တို့ဆွေးနွေးမှာဖြစ်ပါတယ်ခေါင်းစဉ်အကြီးအနေနဲ့ပြောမယ်ဆိုရင်တော့တခဏဖြစ်ရတဲ့လူဘဝမှာအနှစ်သာရပြည့်အောင်စူးစမ်းကြမယ်အဲ့ဒီလိုစူးစမ်းမဲ့နေရာမှာယနေ့ခေါင်းစဉ်2မျိုးတွင်နံပါတ်1ဒီဗုဒ္ဓသာသနာပြုကြရအောင်ဆိုတဲ့ခေါင်းစဉ်ဖြစ်ပြီးတော့နံပါတ်2ကကြတော့ထက်ထက်မြင့်မြင့်သာသနာပြုကြစို့ဆိုတဲ့ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့ယခုနံပါတ်1ခေါင်းစဉ်ဖြစ်တဲ့ဗုဒ္ဓသာသနာပြုကြရအောင်ဆိုတဲ့ခေါင်းစဉ်ကိုစတင်ပြီးဆွေးနွေးမယ်ဆိုရင်ဗုဒ္ဓသာသနာပြုကြရအောင်ဆိုတဲ့စကားစုထဲမှာနောက်ဆုံးကတော့သာသနာပြုကြရအောင်ဆိုတာကတော့ပြုကြရအောင်ဆိုတာကတော့အလုံးသိပြီးသားဖြစ်ပါတယ်ပတ်ပို့ကြမယ်ဆောင်ရွက်ကြမယ်ပြီးတော့ထောက်ပံ့မယ်ကာကွယ်ဆောက်ရှောက်ကြမယ်ဆိုတာဖြစ်ပြီးတော့သာသနာဆိုတာကတော့အဆုံးအမဖြစ်ပါတယ်ဗုဒ္ဓဆိုတာကတော့သစ္စာလေးပါးဓမ္မကိုခန္ဓာကိုယ်တွေ့ဆရာမပါပဲသိမြင်တော်မူပြီးတပါးသောတတ္တဝါအလုံးတို့အားပြန်လဲပြီးဟောကြားပြသပေးနိုင်သူမြတ်စွာဘုရားအဲ့ဒါဗုဒ္ဓဖြစ်ပါတယ်ဒါကြောင့်မလို့ယနေ့ဒီဗုဒ္ဓဘုရားရှင်ရဲ့အဆုံးအမတော်တွေကိုပြုကြစို့ပတ်ပို့ကြစို့ကူညီကြစို့ဆောက်ရှောက်ကြစို့ကာကွယ်ကြစို့အားလုံးပူပေါင်းပြီးတော့လက်တွဲညီညီဖြစ်ဆောင်ရွက်ကြပါစို့ဆိုတဲ့ခေါင်းစဉ်ကိုဆွေးနွေးမှာဖြစ်ပါတယ်အဲ့ဒီခေါင်းစဉ်ဒီပထမဦးဆုံးကျွန်တော်တို့ဒီဘုရားရဲ့သာသနာတော်ကြီးပေါ်ပေါက်လာတာကိုအနည်းငယ်ပြန်ကြည့်ကြမယ်ဆိုရင်ဘုရားရှင်မပေါ်ပေါက်ခင်မှာဘုရားအလောင်းတော်သူမိသားသည်ယောဂီများအလုံးအဲ့ဒီနေ့အရေးရေးတွေအလုံးဆွေးနွေးပြီးသားဖြစ်ပါတယ်ဒီနေရာမှာမိမောင်းထုတ်ပြစရာတစ်ခုကကြတော့သူမိသားရဲ့သိသည်ကိုတော့အတွက်ဆိုလို့ရှိရင်ဒီပင်ကရာဖျားရှင်နဲ့တွေ့တဲ့အခါမှာတဘဝတည်းနဲ့ကိုနိဗ္ဗာန်မြင်မောင်ပြုနိုင်တယ်ကို့အတွက်ပထမတုန်းကရည်မှန်းခဲ့ပါတယ်ငါသိရင်ပါရင်တော်ပြီလို့အဲ့လောက်နဲ့ရည်မှန်းခဲ့ပါတယ်အတ္တနဲ့လုပ်ခဲ့ခြင်းဖြစ်ပါတယ်နောက်တော့မှဒီပင်ကရာဖျားရှင်သည်တတ္တဝါအားလုံးတို့အားလမ်းညွန်နေတာကိုတွေ့ရှိခဲ့ပါတယ် sharing knowledge လို့ခေါ်ပါတယ်ကဲတင်တယ်လို့ယနေ့ယောဂီများအားလုံးမသုံးကြဖို့မေတ္တာရပ်ခံပါတယ်ကဲတင်တာမဟုတ်ပါဘူးဖန်တီးတာလည်းမဟုတ်ပါဘူးကဲတင်မှုဖန်တီးမှုကိုကျွန်တော်တို့ဘုရားရှင်ကလုံးဝမလုပ်ပါဘူးလုပ်တာကဘာပဲလုပ်လဲဆိုတော့လမ်းညွန်ပါတယ် sharing knowledge လုပ်ပါတယ်အကောင်အဆိုးအမှားမှန်ကိုပိုင်းခြားပြီးဆုံးမတော်တင်ပေးတဲ့ဘုရားရှင်ဖြစ်ပါတယ်ဒါကြောင့်မလို့ဘုရားရှင်ဒီပင်ကရာဘုရားရှင်ဒီတတ္တဝါများအားလုံးရဲ့အကျိုးကိုပယ်ပိုးဆောင်ရွက်နေတာတွေ့လဲတွေ့ရောမူလကမိမိရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ငါသေးရင်ပါရင်တော်ပြီဆိုတာကိုယနေ့ပြောင်းသွားပြီဒီပင်ကရာဘုရားရှင်နဲ့တွေ့တဲ့အခါမှာသူ့ရဲ့ရည်မှန်းချက်ကဆန္ဒတည်ပြောင်းသွားခဲ့ပါတယ်ပြောင်းပြီးတော့ဒီပင်ကရာဘုရားရှင်ကဲ့သို့ငါသည်လဲတတ္တဝါတော်ဤအကျိုးကိုလိုလားသောဘုရားစုကိုပန်းမယ်လို့ပြောင်းသွားခဲ့ပါတယ်ယနေ့မိဘတွေရဲ့ဆွေမျိုးတွေအားလုံးကျွန်တော်မေးချင်ပါတယ်ခဏကြွလာတဲ့ပုဂ္ဂိုလ်များအားလုံးတို့သည်ဗုဒ္ဓသာသနာဝင်များဖြစ်သည်လို့ကိုခံယူထားတယ်ဒီလိုဆိုရင်ဗုဒ္ဓသာသနာတော်ကြီးအကျိုးကိုဘယ်လောက်တည်ပို့နေပြီလဲလို့ကိုပြန်ဆက်သက်ပါတယ်ကိုပြန်ဆက်ကြည့်လိုက်တဲ့အခါမှာဗုဒ္ဓသာသနာတော်ကြီးအကျိုးကိုဘယ်လောက်စွမ်းတမန်ဆောင်ရွက်နေလဲဆိုတာတချို့သောပုဂ္ဂိုလ်များလည်းဆောင်ရွက်ကောင်းဆောင်ရွက်နေကြပါတယ်ဒါပေမဲ့အတော်များများသည်အိမ်မောကြနေကြတာတွေ့ရှိရပါတယ်ယနေ့ကြွလာတဲ့ပုဂ္ဂိုလ်ထဲမှာအများစုတည်ဘယ်နေရာမှာဆိုကျွန်တော်တပြည်လုံးကိုလဲတာ10နှစ်လောက်ရှိပါပြီအမျိုးမျိုးဆွေးနေပါတယ်အတော်များများတော့ဒီသာသနာပြုဖို့ကိုအိမ်မောကြနေကြပါတယ်မေ့လျော့နေကြပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကအိမ်မောကြနေတဲ့ပုဂ္ဂိုလ်များအားတတိပေးနှိုးဆော်ခြင်းဖြစ်ပါတယ်ကဲဒီလိုဆိုရင်သာသနာပြုဖို့အတွက်ယောဂီပေါင်းတို့ဘယ်လောက်များကိုယ့်အကိုစိတ်ထဲမှာပေါ်ပေါက်လာပြီလဲလို့ကြည့်လိုက်တဲ့အခါမှာသာသနာပြုမဲ့စိတ်တီဥပမာမိချောင်းတီ220ဘုတ်ပြီးမှလင်းတယ်ဆိုရင်ကျွန်တော်တို့ဘယ်လောက်ဘုတ်ရှိတယ်လဲလို့ကိုစက်ကြည့်လိုက်ပါတဦးချင်းစီသည်သာသနာပြုဖို့အတွက်အနည်းဆုံး220ပြည့်မှလင်းလိမ့်မယ်ယခုဘယ်လောက်ပြည့်နေလဲဆိုကိုကြည့်ရင်10ဘုတ်20ဘုတ်အဲ့လောက်ပဲရှိကြတယ်
ဒါကြောင့်မလို့မိမလင်းပဲဖြစ်နေကြခြင်းဖြစ်တယ်သာသနာတော်ကြီးယနေ့ကြဆင်းနေတာအဲ့ဒါလည်းပါပါတယ်သာသနာဝင်တို့ဒီငါတို့နဲ့မဆိုင်ဘူးဆိုတဲ့သဘောမျိုးဖြစ်နေကြပါတယ်ပြီးတော့လည်းပဲသာသနာပြုတာလည်းဘလို့ပြုတာလဲလို့ပြောရင်မိမိအိမ်မှာမိမိဖျားเจ้าဆောင်မှာရေတွေကဆွမ်းတွေကပန်းတွေကပြီးကြေးစီလေးတောင်တောင်နဲ့ထုပြီးနေတာကိုပဲဖျားနဲ့နေတယ်သာသနာပြုနေတယ်လို့ကိုထင်းနေတယ်တချို့ကလည်းပဲအလံကြီးကိုထောင်းပြီးဖျားတွေရှောက်ဖူးနေတာကိုလည်းသာသနာပြုလို့သုံးနေကြတယ်အဲ့ဒါကြောင့်မလို့သာသနာပြုဆိုတဲ့စကားလုံးဒီအင်မတန်ဈေးပေါ်ပြီးတော့ဒီနေ့သာသနာတော်ကြီးရောထိုးကြဆင်းလာခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့သာသနာပြုမဲ့စိတ်ဓာတ်မိမိတွေဘယ်လောက်ရှိမလဲဆိုခုချိန်ကစပြီးဆဲပြီးကျွန်တော်နောက်ဆုံးချက်ပြင်ကြလို့ရှိရင်ပေါင်းစပ်ကြည့်ရအောင်ဒီနေ့ကြည့်ရအောင်ဖခင်အလောင်းတော်သူ့မိသားဒီကိုတွေ့ပထမဦးဆုံးမှာငါသိရင်ပါရင်တော်ပြီဆိုတဲ့ရည်မှန်းချက်ရှိခဲ့တယ်ကျွန်တော်တို့ယောဂီသီးသီးတို့ဒီလည်းမိမိရည်မှန်းချက်နဲ့မိမိအားလုံးရှိကြလိမ့်မယ်အဲ့ဒီရည်မှန်းချက်တို့ဒီမိမိအတွက်သာလျင်ဖြစ်နေသေးတယ်ဆိုလို့ရှိရင်အင်မတန်နှိမ့်တယ်လို့အားလုံးကိုယ်သတိထားပြုစီခြင်းပါတယ်ဒီချိန်ခါမှာသူ့မိသားဒီဒီပင်ကရာဖျားရှင်လုပ်တယ်လို့မျိုးငါသည်လည်းအများအကျိုးတည်ဖို့မယ်လို့ပြောင်းလဲအချက်ကြောင့်မလို့ဆန္ဒဒီအဓိပတိကိုတက်သွားခဲ့ပါတယ်ဒါကြောင့်မလို့ဟောဒီလိုဆန္ဒအဓိပတိဒီကျွန်တော်တို့အားလုံးရဲ့ကျေးဇူးတင်ထိုက်ဆုံးသောကျေးဇူးတော်ဖြစ်ပေသည်တဲ့ဒါကြောင့်မလို့ခဏကြွလာတဲ့ပုဂ္ဂိုလ်များသည်လည်းမိမိအကျိုးကနေပြီးအများအကျိုးကိုသယ်ပို့မဲ့ရည်မှန်းချက်တွေနိလန်းတွေကိုတွေ့သွားပြီဆိုရင်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေကိုပြောင်းဖို့မကောင်းဘူးလားဗျာကောင်းပြီနော်ပထမကကိုယ်အတွက်ဆိုတာအင်မတန်နှိပ်ပါတယ်မြင်မြန်တဲ့ပုဂ္ဂိုလ်တွေရဲ့အလုပ်မဟုတ်သေးပါဘူးဒါကြောင့်မလို့အများအကျိုးကိုသယ်ပို့ခြင်းနဲ့စိတ်အနှဲငယ်ပေါ်လာပြီဆိုရင်မူလက10ဖို့လောက်ရှိနေတဲ့အခါနေပြီး20ဖို့လောက်တော့နည်းနည်းတက်လာလိမ့်မယ်ကဲအများကျိုးတယ်ပို့ခြင်းနဲ့ဖျားလောင်းတော်သူ့မိသားသည်ဖျား